လူအခွင့်အရေးအဖွဲ့တစ်ခုကဒေါ်အောင်ဆန်းစုကြည်ကိုအကြံဉာဏ်တောင်းလိုက်တဲ့စာပါခင်ဗျာမင်္ဂလာပါအန်တီဒေါ်အောင်ဆန်းစုကြည်ခင်ဗျာကျွန်တော်နာမည်ကမျိုးသိမ့်ပါကျွန်တော်ကတော့မြန်မာပြည်မှာဒီမိုကရေစီရရှိလူခွင့်ရေးရရှိရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ကြိုးစားလှုပ်ဆောင်နေတဲ့ Burma Democratic Concern BDC က Director တယောက်ပါကျွန်တော်တို့အဖွဲ့ကလန်ဒန်မြို့ UK နိုင်ငံမှာအခြေစိုက်ပါတယ်ခင်ဗျအန်တီအနေနဲ့ဒီမြန်မာစစ်အစိုးရကိုပေါ့နော် Dialogue Table ကိုရောက်လာဖို့ဘယ်လိုမျိုးအောင်မြင်စွာစီးရုံးမလဲဆိုတာနဲ့ဒီအမျိုးသားပြန်လည်တည်မြဲရေးအတွက်အန်တီရဲ့လှုပ်ဆောင်မှုတွေပေါ်ကျွန်တော်တို့အနေနဲ့ဒီဘက်ကနေပြီးတော့ဘယ်လိုများဝိုင်းဝန်းကူညီဆောင်ရွက်ပေးလို့ရမလဲဆိုတာသိချင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့ဒီကဏ္ဍအတွက်လန်ဒန်ဘက်ကမေးကြတဲ့သူတွေအတော်များသားပဲဗျဒီမေးခွန်းကိုဒေါအောင်ဆန်းစုကြည်ဘယ်လိုဖြေထားလဲဥက္ကမောင်ဆိုရင်ဒီလိုပါဗျာကွန်မြူတာရဲ့မေးခွန်းကခုနကမေးခွန်းနဲ့နည်းနည်းဆက်နွယ်နေပါလေတမတော်အစိုးရကိုဒါလုပ်ဖို့ဘယ်လိုဆက်ဆောင်မလဲဆိုလို့ရှိရင်ဒီဒါတွေ့ဆုံဆွေးနွေးရေးဆိုတာဟာအားလုံးအတွက်ဖြစ်တယ်ဆိုတာနားလည်အောင်လို့ကျမတို့အားလုံးကြိုးစားရမှာပါအန်ဒီလို့လည်းကြိုးစားသလိုကွန်မြူတာလို့လည်းအားလုံးဝိုင်းပြီးကြိုးစားပေးရမှာပါဒီလိုတွေ့ဆုံဆွေးနွေးရေးဆိုတာဟာတဦးတစ်ဖက်အတွက်မဟုတ်ပါဘူးအားလုံးအတွက်ဖြစ်ပါတယ်တိုင်းပြည်တစ်ပြည်လုံးအတွက်ဖြစ်ပါတယ်အစုအဖွဲ့အားလုံးရဲ့စိတ်ချမ်းသာမှုလွတ်လပ်မှုလုံခြုံမှုအတွက်ဖြစ်ပါတယ်ဆိုတာကိုတမတော်အစိုးရနားလည်အောင်လို့အားလုံးဝိုင်းပြီးတော့လုပ်ကြရမှာဖြစ်ပါတယ်။ညီအမျိုးမျိုးနဲ့လုပ်ရမှာပေါ့။အန်တီတို့လည်းတစ်ချိန်လုံးညီးစစ်တေရှာပြီးတော့စူးစမ်းနေပါတယ်လို့ပြောပြရစီ။တွေ့စဉ်းစားကြမယ်ဘာချီလို့တယောက်ကနေအနိုင်ယူတယ်ရင်ဆိုင်အားနေတဲ့တယောက်ကနေယူဝဲမကန်ရစေရဲ့မိတစားကတို့ကဘာပေါ်လောင်တယ်ဒါရခိလာတွေ့ပြေးလိုက်ကြမယ်စားရစေတဲ့အားလုံးတွေ့စဉ်းစားကြမယ်ဘာချီလို့တယောက်ကနေအနိုင်ယူတယ်ရင်ဆိုင်အားနေတဲ့တယောက်ကမြေ